အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည Vitality Stadium မှာကစားမယ့်ဘုံမောင်းနဲ့ Man United တို့ရဲ့ Premier League ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ် United ကတော့တိုက်စစ်မှု Benjamin Sesko ရဲ့ဂိုးသွင်းချီနဲ့အတူအားကောင်းနေသလို Mason Mount လည်းပြန်ပါလာနိုင်လို့လူဆုံးနေပါတယ်ဘုံမောက်ကတော့10ပွဲဆက်ရှုံးပွဲမရှိစမ်းချင်တင်ထားပေမဲ့သူတို့ရဲ့အထူးကွင်းလေလူနှစ်ဦးတန်ရာရနေတာက United အတွက်အခွင့်အရေးပါပဲဒါပေမဲ့ United ဘက်မှလည်း Martinez နဲ့ Delete မပါနိုင်လို့ခန်းစစ်ပိုင်ဟာကွက်ကိုတတိထားရပါလိမ့်မယ်။ Data တွေရဒီပွဲဟာအနည်းဆုံး3ဂိုးထွက်ဖို့တီးကြတဲ့လောက်ရှိနေပြီး United ရဲ့တိုက်စစ်ဖွင့်ကစားဟန်ကြောင့်ဂိုးများပွဲ over ဖြစ်လာမှာပါ။ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့1-2နဲ့ United အနိုင်ရသွားဖို့ရှိပါတယ်။အပိုင်လိုက်ရှင်တွေအတွက် Man United အနိုင်နဲ့ Total Goals over 2.5 ကအသေးချဆုံးပါပဲ။ Sesko ဒီညမှာရောဂိုးထပ်သွင်းနိုင်မလား။တင်အမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ